ချီလိုအိတ်ကောက်ဆွဲပြီးခါကြတော့ယထာနဲ့ကန်းချီရောက်တော့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။နှစ်နာရီလောက်ယထာစီးပြီးနောက်မှာတော့ကားကေးကိုရောက်ပါပြီ။အဲ့ဒါပြီးတော့ဘတ်စကစီးပြီးကန်းချီသွားတယ်။ပင်လယ်ကြီးကိုစမြင်ရပါပြီ။ကိုနေရမယ့် village destination လေးရောက်ပါပြီ။ဒါကတော့ပင်လယ်ကန်းချီပေးနာလေးကအဲ့လိုမျိုးရွာလေးလိုပေါ့။ဒါကတော့ lost son တွေ့ရတော့ရိုက်ခဲ့တာပေါ့နော်ဒါကတော့ကျွန်တော်နေမဲ့အခန်းလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်အခန်းထဲကနေမြင်ရတဲ့ view ပေါ့နော်ရောက်တော့ကျွန်တော်ခဏလောက်နားပါတယ်ဖုန်းအားသွင်းပါတယ်ဒီမှာပေါ့ဟိုနှကောင်ရယ်မစီနာရဲ့ကလေးရယ်မဆူရှူဘူးရဲ့ကလေးရယ်ပေါ့ဒါကတော့ဆိုင်ကယ်ငှားပြီးတော့အဲ့နာလေးမှာရှိတဲ့ကန်းချီကိုပတ်လည်မှာပဲဖြစ်ပါတယ်ဆိုင်ကယ်အုပ်ထုပ်ကလေးနဲ့3 လလောက်ဆိုင်ကယ်မစီရတဲ့မန်လေးသူတယောက်ဆိုင်ကယ်ပြန်စီရတာအရင်ကိုပျော်ရတယ်ဟုတ်ကဲ့မန်လေးထားပေါ့နော်မော်တော်ဘီကီမရှိတော့ဆိုင်ကယ်အုပ်ထုတ်ချုပ်ပြီးမောင်းပြီထမအောင်ဆုံးကန်းချီရောက်ပါပြီဒါကတော့နန်းအောက်တီးစားထမ်းပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ချောချောလေးပေါ့စိတ်မပါလို့အိုင်းလိုက်နာလေးဆွဲနှခမ်းကြီးလေးကောက်ထည့်ပြီးတော့ပဲထွက်လာရပဲဖြစ်ပါတယ်ဂလိုးနေရခုဂျူလီရောက်နေတာအနောက်ဖက်ပဲဖြစ်ပါတယ်သူကအဲ့လိုဖနစ်ဆူလာလိုကြီးပေါ့နော်။သွားတာဒီလိုကျွန်းဆွဲဆိုတော့အရှိဘက်ကန်းကြီးနောက်ဘက်ကန်းကြီးရှိရပေါ့။အဲ့ဒါကိုဂျူလီကအရှိဘက်မှာတဲရပါဒါကတော့နောက်ဘက်ပါ။တငယ်ချင်းစီကနေဖုန်းစတန်ကားလာအခုဓာတ်ပုံရိုက်ပါမယ်။ဒီမှာခဏရက်ပြီးကျွန်တော်ဖုန်းစတန်ကားရဲမရန်နေမြင်ကျေးဇူးပါလို့။ outfit ချက်လေးလည်းလုပ်ပေးပါမယ်။ဒါကတော့ဒီနေ့ outfit လေးပါ Transonic ရဲ့ Born to Fly t-shirt လေးကို double layer ဝတ်ထားတာကင်မရာကိုထားပြီးတယ်နောက်ပြီးလို့ရှိရင်ဟိုဘက်တီရှောက်ကြီးတယ်ဒီနောက်ကဒီဇိုင်းကိုကျွန်တော်အရင်ကြိုက်ပါတယ်ပင်လယ်ကြီးကိုခံစားရပါဒီထဲမှာပါရှောက်လို့နေလဲမသိပြီးရင်ရေးစုံနေပါတယ်လိုက serious ဖြစ်သွားလိုက်ဒီမှာရှောက်လို့လိုက်ဒီနေ့တက်ပါတယ်ပြီးလို့ရှိရင်ကျောင်းတောင်းနဲ့လှည့်ပြန်ပြီဒါတော့ acting cute ပေါ့နော်ဒါတော့ Attack on Titan Eren ရဲ့က post ပေါ့နော်ဒီ post ကို angle 3 မျိုးနဲ့ရိုက်ထားတာပေါ့ဒါကတော့ကျွန်တော်အကြိုက်ဆုံးပုံပေါ့နော် next destination ကိုသွားနေပါပြီဒါကတော့ကမ္ဘာအလားဆုံး 7-Eleven စီးရင်ထဲမှာပါဝင်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်အပြင်မှာလည်းအဲ့လိုပါပဲတကယ်ကြီးလာပါတယ်ကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုပြောက်သွားလို့ပါအထဲရတော့မုန်းနေရတယ်ပေါ့နော် 7-Eleven ထုံးစံပြီးလို့ရှိရင်ဒီပရင်းပေါက်ကနေတောင်ပင်လေးယူမြင်ရပါတယ်ရန်လာပါတယ်ခုကတောင်ပေါ် view point တစ်ခုသွားနေရပဲဖြစ်ပါတယ်ချဲလိုက်တာနေရလဲဝင်တော့မတရားမရောက်နိုင်တယ်အဲ့ဒီတောင်ပေါ် view point အဲ့ဒီသွားလို့ရှိရင်မဖြစ်မနေသွားတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်အဝေးလဲအဝေးပဲချဲလို့တော့မိုးသေးရညာဒါတော့ဆိုင်ကမောင်းရင်ဝမ်းနဲ့မတန်ဆိုးနေရပေါ့တောင်ကြားတက်တော်ရရနေဖြတ်တော့အရန်လဲချင်နေရသည်ဥတုကလည်းအဲ့တုန်းက16လပဲရှိရနေဝင်ချင်းဗမီမှာဆိုလို့ဘတ်ပေါ်အမြန်တက်လိုက်ပါတယ်ဒါတော့တောင်ထိပ်ရောက်ပါပြီမယ်လူတွေကြီးပဲကျွန်တော်တောင်ထိပ်ရောက်တော့နေရဝင်သွားခါစားပေါ့နော်လင်းတော့လင်းသေးဒီမှာကျွန်တော်အရန်ချော်တယ်အဲ့ဒီလေကနာမည်ကြီး view point ပေါ့နော်ကျွန်တော်ကတော့လူများလို့ဆိုပြီးတော့ချက်ချင်းတောင်ပေါ်ကနေဆင်းခဲ့ပါတယ်တောင်အောက်ရောက်တော့မောင်အားကြီးပေါ့နော်တောင်အောက်မှာမုံဆိုင်ကြီးရဲ့ကန်းကြီးရှိရဲ့ပေါ့နော်အပြန်လမ်းမှာလူပြတ်မှာဆိုတော့ကျွန်တော်ချက်ချင်းတန်းပြန်ပါတယ်တနားရီမိုင်1000နှုန်းနဲ့ပြန်ပါတယ်ရာသီဥတုကလည်းအရင်အေးပါတယ်ဗျာကျွန်တော်ဆိုလို့ရှိရင်မောင်ကြီးနဲ့နှက်ခမ်းတွေလက်တွေတုံလို့ပါဗျာအဲ့ဒီညလာပါချက်သေးနီးရဲနေရပဲဒီမှာဆိုလို့ရှိရင် super red ပေါ့နော်ကြီးလဲကြီးရဲ့နီလဲနီးကျွန်တော်နေတဲ့အရှိဘက်ကန်းကြီးကိုပြန်ရောက်ပါပြီလာရတော့ထင်းနေရပါပဲအဲ့ဒါပြီးတော့ကျွန်တော်လမ်းဘက်လျှောက်ပြီးညစာမှာထားခဲ့ပါတယ်ကျွန်တော်ကောင်းမအိတ်တာဆိုလို့ရှိရင်3-4 ရက်လောက်တော့ရှိပါပြီတရက်ကို2 နာရီ 3 နာရီလောက်ပဲအဲ့လိုခဏတစ်ဖြုတ်လောက်ပဲအိတ်ထားဖြစ်ပါတယ်အဲ့ကြောင့်ကျွန်တော်လူရုပ်တော့မထွက်တော့ပါဘူးဒါပေမဲ့လည်းကျွန်တော်တယောက်တည်းနေရတာပျော်နေပါတယ်
ကျွန်တော်လက်တွေကတုံးနေအခုတည်းချမ်းနေတော့ဒါတော့ဗျာရာရှောက်ရိုက်ထားပါတော့တွေ့ခဲ့ဟာရီအပြင်လက်နွေးအောင်ဆိုပြီးတော့ Starbucks တောက်ရပါတယ်ကိုကိုကန်းချီမှာထိုင် Starbucks လေးတောက်နေသူများရမရှိဘဖောက်နေအောင်ထိုင်ကြည့်ခဲ့သေးဒါတော့ကျွန်တော်ကပေါ်ကြောင်နေသူများရောအချမ်းမခံကျွန်တော်လေးကြေပြောက်ဖောက်ပါတယ်အစောကနေကန်းချီမှာကြေပြောက်ဖောက်မယ်ဆိုတဲ့အတွေးနဲ့ကျွန်တော်ဒါသတင်းကျွတ်တော့ဝယ်ထားတဲ့ဟာရီကိုသေးလာတာဖြစ်ပါတယ်ဒါတော့ line လာလို့တရုတ်သစိလို့ခုံလာပေါ့ကိုဘယ်နှခါပတ်နေမှန်းမသိဘူးကိုတော့ကြည့်ပြီးတော့မူးတယ်ပြောက်စော်နေကလေးတယောက်တိုင်းပဲပြောတာပေါ့ကိုအရင်လာတယ်ဘောနော်ဒီဒီမှာလေပြန်ပြီအဲ့ဒါပြီးရုပ်တရက်ဝူရှူတိုင်းနေစချရတာပေါ့နော်ဒါတော့ကျွန်တော်အရင်ချောနေရပေါ့ဒါတော့ခဏတော့လမ်းဘက်ရှောင်းရင်ဒေါ်လာနဲ့ဆိုင်ကအဲ့လိုဆိုင်ပိုင်ရှင်ကလာစားပါဘာညာနဲ့ဇွတ်ခွန်နေလို့ဝယ်စားမိတော့တဲ့ကနန်းကျော်ရယ်မဖို့တိုးဖူးရယ်သမီးရယ်ကျွန်တော်ရယ်တရက်စာညစာပဲဖြစ်ပါတယ်ခုကဒီပုံမှန်ထိုင်ဆိုင်တန်လေးနားထောင်ပြီးတော့ရီယိုတောက်ရပဲဖြစ်ပါတယ်ဒီပေါ်မှာဒီလိုထိုင်းနေပြီးတော့ခါတော့ဒီဘက်ကတော့ဒီလိုပါပေါ့အချောလိုက်တော့ဒီတာတီးတော့လည်းဖြစ်ပါတယ်ဖောက်ပြန်ပြီဒီရသူတွေညဒါမို့အတန်နေနဲ့ဘလို့အဲ့တယ်မသိဘူးခုညစက်နဲ့ထိုးနေပြီစက်နဲ့ပြီးရင်ကျွန်တော်ကတော့ဆက်လေးတောက်ဂီတာလေးတီးလဲနဲ့ညလေးကိုဖြတ်သန်းပါတယ်နိုးလာတော့ဂီတာလေးကိုပြီးနားမှာပေါ့ဒါတော့နိုးလာတယ်ကျွန်တော်ရဲ့ view လေးပဲဖြစ်ပါတယ် view sign ညာပေါ့နော်ဟိုဘက်ကကျွန်းနေခုမှမနက်8 နာရီခွဲရှိသေးတာပေါ့နော်နေရထိုးတာတော်တော်လေးအေးရတော့ခုကျွန်တော် 7-Eleven သွားယူမနက်စာစားမှာပဲဖြစ်ပါတယ်ဒါကတော့ fashion ပဲဖြစ်ပါတယ် 7-Eleven မှာဘာမှစားစရာမရှိလို့ကျွန်တော်အတိုင်းပတ်ရှောက်ပြီးတော့စားစရာရှာပါတယ်ခေါက်ဆွဲဆိုင်မြင်လို့ခေါက်ဆွဲတော့ဝင်လိုက်ပါတယ်အပြင်ချေတော့က KFC ရောက်သွားပါတယ် KFC ရဲ့ခေါက်ဆွဲရဝယ်ပြီးတော့ 7-Eleven အပင်းနူလေးနဲ့ sea view လေးနဲ့မနက်စာစားပါတယ်ဒါတော့မနက်စာမှုတ်ပန်းပါရီဖုံးကားနေကျွန်တော်ထင်တဲ့အတိုင်းပဲခေါက်ဆွဲရမကောင်းလို့ကျွန်တော် KFC ရဲ့ဒီမနက်စာပါကားလေးစားပါတယ်ပြီးရင်စားလို့ခေါင်းပါတယ်ဟုတ်ကဲ့ခုကျွန်တော်ရေချိုးတော့မယ်ရေချိုးပြီးကျွန်တော်ချက်ကလုပ်တော့ပါမယ်အပြင်ရှောင်းလိုက်မယ်မနေ့ကလေရတော့နောက်ဖက်ချမ်းပေါ့နော်ဒီနေ့ကျွန်တော်အရှိဖက်ချမ်းလဲပါမယ်အရင်ဆုံးလိုရှင်းလိုက်မှာပဲဖြစ်ပါတယ် sunscreen လိုက်မှာဖြစ်ပါတယ်အားလုံးကျွန်တော်သိမှာပါကျွန်တော် skin care ကြိုက်တဲ့သူ skin care တက်တဲ့သူမဟုတ်ပါဘူးအဲ့ဒါနဲ့အမိတော်မန်းဆူရွှေဖူးကြီးကကျွန်တော်ကိုအမြဲတမ်းဆေးဆိုနေလို့ညနာလေး sunscreen လိုက်ပါမယ်ဒီ sunscreen နေဒီ sunscreen နေဒီ lotion နေကျွန်တော်စီမှာရှိတဲ့ scrub နေဘာနေကိုမန်းဆူရွှေဖူးကြောင့်ဝင်တာပဲဖြစ်ပါတယ်ကျွန်တော်စီမှာ skin care ဆိုလို့ဒါပဲရှိပါတယ်ကျွန်တော်ဒီရောက်ကနေကကျွန်တော်ပစ္စည်းတွေပျောက်နေရပဲဖြစ်ပါတယ်ဘယ်ဟာဘလို့ဘယ်မှာပျောက်သွားမှန်းတော့ကျွန်တော်မသိဘူးကျွန်တော် eyeliner လည်းခုရှာမတွေ့တော့ကျွန်တော်အိတ်ပေါ်ကပီဘာတစ်ခေါက်လည်းရှာမတွေ့တော့ကျွန်တော်နှံ့နေပြီခန်းထဲရှာတာတော့စိတ်နဲ့ဆရာကြီးတော့
ဒါကကျွန်တော်ပစ္စည်းပြောက်တဲ့အကြောင်းကိုထိုင်ပြောနေရပဲဖြစ်ပါတယ်ပေါ့နော်အမေမျက်ကမှမတက်ခနဲ့ဒါမှမဟုတ်ထိုင်ပြောနေတာတရားနဲ့ eyeliner ချက် eyeshadow နဲ့ eyeliner ချက်ကမဆူရှူကိုတင်ပေးသွားတာမျက်စိတွေကိုပုတ်ပါတယ်အပြင်ပအုံးနီထည့်ပါတယ်အပြင်နှာခမ်းလေးကိုသူများနမ်းချင်အောင်လုပ်ပါဒီဆုံးစတော်ဘယ်ရီရတာပစံလေးမျိုးဆိုလိုက်ပါတယ်ဆိုပြီးကျွန်တော်ရဲ့ YSL ယူပြီးတော့အတွင်းထဲကိုနည်းနည်းပပလေးပဲဆိုလိုက်ပါမယ်အဲ့ဆိုလို့ရှိရင်ကျွန်တော် makeup လုပ်လေးရပြီးပါပြီနှာခမ်းလေးကိုကိုက်စားခြင်းအောင် jelly လိုလေးဆိုးထားတာအပြင်ကလစ်လေးတွေ့လိုက်ပါအဲ့ဒီလို့ရှိရင်ကျွန်တော်ခုလက်သေးတူတက်ပါမယ်အပြင်ပစ္စည်းတိုင်းကြီးချက်ကောက်လုပ်တော့မယ်အဲ့ဒါပြီးရင်တော့ဓာတ်ပုံရိုက်ပါတယ်ဂီတာနဲ့ရိုက်ဖို့မေ့သွားဆိုင်ကငါလို့ရရစီသွားနေဖြစ်ပါတယ်စတင်ပြီးတော့လဲပါပြီဝီပထမဆုံး destination ရောက်ပါပြီခုက Jasky Mom လို့ပြောဖြစ်ပါတယ်အဲ့တောင်ပေါ်မှာလူတွေကြီးပါပဲကျွန်တော်တို့ခဏနေအဲ့ဒီကိုသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခါ Jasky မောင်းတာကိုလက်တစ်ဖက်ထဲနဲ့မောင်းတာနည်းတဲ့တတိမဟုတ်တဲ့ MTY bike ကမတ်တော်တာတွေပဲဖြစ်ပါတယ်ဟဲဟဲရေထဲမှာဇိုးလုံနေတာဇိုးပြီးတော့ကန်းချီပြန်သွားပါတယ်ချက်ချင်းရေထဲဆင်းလိုက်တာပေါ့နော်စကားဆိုအိဇွာတာတယ်ခုနဒီနားလေးမှာ line ဆွဲနေ line ကြီးထလာတာဒါတော့ကန်းချီမှာပတ်ပြီးပြီးအမိုက်တွေလို့ဆိုပြီးလမ်းဆွဲပါတယ်တဲဝတ်နေအောင်လုံးဝမထုံနိုင်လို့လက်ရှာသွားတာပါတယ်ကန်းဆက်နားမှာထပ်ပြီးတော့ရေဆော့နေပါတယ်ဒါတော့တိတ်ချစ်စရာကောင်းတော့ချင်တော့ဒါတော့ဂျူလီတော့ကပီဘာရာဆိုပြီးတော့ကန်သက်မှာရေးနေရပါတော့အရန်ကြီးရတယ်ဂျူလီတော့ရေးပြီးအချိန်လိုင်းရလာရောလိုင်းအုပ်တော့မှလာဆိုပြီးခဏရက်လိုက်ရောဂျူလီတော့ကပီဘာစီလိုင်းထပ်အုပ်တော့မလို့လို့နဲ့ဂျူလီတော့ကပီဘာရေးပြီးတော့လိုင်းအုပ်သွားမိုင်ရိုင်းကျအကြောင်းပြန်ရေးလိုက်ရတယ်ဒါလေးကတော့ resort လေးဟာဒါကတော့ကျွန်တော်နေရာစတိုင်းစီးရ battery ဆိုင်ကလေးအဲ့ဒါပြီးရင်ခုနကတော့လူတွေအများကြီးရှိနေအောင်ဆိုင်ကနေတောင်းနေဖြစ်ပါတယ်။နားလေးအရန်လာလို့ဆိုပြီးတနားရီကျော်တော့ထိုင်ပြီးတော့နေခဲ့တာပေါ့။လိုင်းနဲ့ခဏဆင်းလိုက်တာအသားနေနဲ့မဲသွားတယ်။လိုင်းတန်လေးနားထောင်ပြီးတော့အရန်နေလို့ကောင်းတာပေါ့။ဆက်လေးလေးတဖွာဖွာလိုင်းတန်လေးကိုနားထောင်လာပြီးတော့ဓာတ်ပုံလေးရိုက်ပေါ့နော်။ဒီတနားရီအတွင်းလုံးဝ relax လုပ်နေရပါတော့ဒီမှာပဲဟိုနေ့ကတင်နေတယောက်တည်းအထီးမကျန်ဘူးလားဆိုတဲ့စာလေးတွေးမိသွားပါတယ်။နှစ်ချက်ထဲမှာကိုကြိုက်တဲ့သချင်းလေးတွေနဲ့တိုင်းတန်လေးတွေနဲ့နေကြစီလေးတစ်ချွတ်နဲ့အရန်ကိုနေလို့ကောင်းပါတယ်။လေစီးပြီးတော့တောင်တက်လို့ရမယ့်နေရာကိုသွားပါတယ်။ခုက view point ကိုသွားနေပါတယ်။တောင်ပေါ်မှာပါဒီနေရာတမရမရုပ်ရှင်ကြီးရိုက်ခဲ့တဲ့နေရာဖြစ်ပါတယ်အကြောင်းလူတွေလည်းအရန်စီပါတယ်လူတွေအရန်စီရကြကျွန်တော် phone stand ထောင်ပြီးကျွန်တော်ဓာတ်ပုံရိုက်ခဲ့ပါတယ်ဒါအဲ့ဒီကနေရတဲ့ကြောက်ဆောင်လေးပေါ့အဲ့ဒီတောင်ပင်နာလေးမှာဂူကြီးရှိပါတယ်လူတွေကတမင်တကာအဲ့ဂူကြီးကိုလာကြည့်ကြတာပေါ့နော်အဲ့ဒါပြီးရင်အဲ့မှာရှိတဲ့ view point စားတောက်ဆိုင်မှာနေ့လည်စာစားပါမယ်ဒါကဆိုင်နဲ့ကျွန်တော်ကြည့်ရမယ့် view တွေပဲဖြစ်ပါတယ်မှာလိုက်တာတော့တန်မကျုံထမင်းကြော်ရယ်ပစုံပြုတ်ရယ်ပဲဖြစ်ပါတယ်တောက်စရာကတော့အုံးကြီးနဲ့ယူနေခြင်းပေါ့နော်လိုင်းတန်လေးတွေနဲ့အတူတူမင်းစားပါမယ်မနက်စာလေးနည်းနည်းပဲစားလိုက်တာအဲ့ဒါပြီးထမင်းကြော်လည်းအမွှေးထောင်းနဲ့အရန်စားကောင်းအရန်ရတာရှိပါတယ်တလုံးစားတိုင်းလက်မထောင်ပါတယ်တလုံးစားတိုင်းလက်မထောင်ပါတယ်အဲ့ဒီထမင်းကြော်မျိုးနေရပါတော့နေတော့လို့ရင်းနှီးချက်တွေကုန်းတောက်ပါတယ်သူတို့ချထားတာတော့ကျွန်တော်ကြိုက်ဆုံးစပယ်ရတာရင်းနှီးချက်ပေါ့နော်တောက်ပြီးတော့စိတ်ထဲကိုအရင်ပြည့်စုံနေလို့ခံစားရပါတယ်အားပြီးပစုံနေခွာစားပါတယ်သူတို့ကျွန်တော်ရဲ့အကြိုက်အတိုင်းဆက်ခိုင်းထားတဲ့အချင်းလေးနဲ့တူစားပါတယ်သူများအသားစားတော့ချိုးနဲ့နေရပဲအရန်ကိုစားကောင်းပါတယ်ကျွန်တော်စားကောင်းလို့တော့ကပါတယ်အဲ့ဒါပြီးလို့ရှင်တကောင်ပြီးခွာစားနေရပါတော့ပထမတက်တော့ပြီးအုံးကြီးကိုအားရပါရတောက်ပါတယ်
လုပ်ပြတာမဟုတ်တကယ်ကြီးအဲ့လိုမျိုးခံစားလိုက်ရလို့ထို့နောက်ပစုံနေအကုန်လုံးခွာပြီးတော့အချင်းကြီးလောင်းချလိုက်ပါတယ်ဒုတိယမုတ်ပန်ကြီးစရှိပါပြီပစုံစားတယ်ကတယ်ပစုံထက်စားတယ်ထမင်းကြော်လည်းစားတယ်အောက်ပလုတ်ပလောင်းနဲ့စားနေပါတယ်ပစုံနေထက်ကင်ပါတယ်ပစုံနေပါဇက်ထဲတွတ်ပါတယ်ပစုံတော့တကောင်ပြီးတကောင်အဆင်ပြတ်စားပါတယ်တကောင်မှမကြအောင်စားခဲ့ပါတယ် very good အခုတော့ပြန်နေပါပြီဒါတော့ကျွန်တော်ချောချောလေးပေါ့ကျွန်တော်ခုပြန်နေပါပြီလော်လေးရတော့ဒီလောက်ပါပဲ bye bye ဒီနေ့နေဝင်စီးစာအရန်လာရောင်ကြည့်ပါဦးကောင်းညီကအရန်လာရနော်ကျွန်တော်လည်းခင်ဗျားကိုအရန်ကိုချစ်အားလုံးဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် bye bye